ဆရာဆရာမတွေခွဲပြီးတော့ခေါ်ယူသင်ကြားတာကတကယ်ပဲကောင်းရလားပေါ့နော်တချို့ကျတော့မြန်မာစာတစ်ယောက်အင်္ဂလိပ်စာတစ်ယောက်တစ်ယောက်တစ်ဖြစ်ပေါ့နော်ဒီလိုမျိုးခေါ်ကြတယ်တချို့ကျတော့လည်းဘာသာစုံလုံးကိုတစ်ယောက်တည်းပဲခေါ်ကြတယ်အဓိကကွာခြားချက်ကဘာတွေရှိသလဲပေါ့ဒီနေရာမှာနှစ်ခုစဉ်းစားရမှာပဲကိုကခေါ်ချင်တာက teaching တော့သင်ကြားတဲ့ဘက်ခေါ်ချင်တာလားဒါမှမဟုတ် guide ပေါ့နော်ဒီလမ်းညွှန်ပေးတဲ့ဘက်ခေါ်ချင်တာလားပေါ့ပထမဆုံး teaching ဘက်မှာဆိုရင်တော့ဒါဆရာဆရာမတွေကတချို့ဘာသာစုံဆိုလို့ရှိရင်တော့ဒါမူလာတဲ့အလေလောက်ထိတော့အဆင်ပြေနိုင်တယ်ဒီလိုမျိုးခေါ်လို့ရတယ်ပေါ့အထက်တန်းလိုမျိုးကြတော့ဒါတဘာသာတစ်ယောက်ဒါမှမဟုတ်လေသူတို့ကျွမ်းကျင်ရာဒီဆရာတွေကျွမ်းကျင်ရာကိုမူတည်ပြီးတော့မှခေါ်တာမျိုးကတော့ပို့ပြီးတော့တည်လျော်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ guide ကြတော့ဒါတဘာသာတစ်ယောက်မလို့ဘူးလို့ပြောလို့ရပါတယ်တကယ်လို့ကိုကကလေးကလည်းအချိန်ကြီးအားနေရဆိုလို့ရှိရင်တော့ခေါ်လို့ရတယ်ပေါ့လေဟိုအဆင်ပြေရဆိုရင်ပေါ့တကယ်ကတော့ guide ဖြစ်တဲ့ကြောင့်မလို့ဘာသာစုံကိုတခြားလေးလမ်းညွှန်ပေးနိုင်မယ်ဒါလောက်ဒီချိန်မှာဒါလောက်မယ်စသဖြင့်ဒီလိုမျိုးလေးပြောပြပေးရုံပဲဖြစ်တဲ့ကြောင့်မလို့ဟိုသင်ကြားရေးပိုင်းလောက်ပေါ့နော်ဘာသာစုံကြီးကျွမ်းကျင်နေဖို့အရေးမကြီးပဲနဲ့အဓိကတော့စာလောက်ပုံစာလောက်ကြီးဘယ်လိုမျိုးမှမကကနဲ့တွားရမလဲဆိုတော့ကလေးကိုလမ်းညွှန်ပေးမှဖြစ်တဲ့ကြောင့်မလို့ဒီလိုမျိုးလေးစဉ်းစားပြီးတော့မှဆရာတွေကိုခွဲခေါ်တယ်မခေါ်တယ်ဆိုတာကိုစဉ်းစားလို့ရမှာဖြစ်ပါတယ်အားလုံးမနားလည်ကြမှာဖြစ်ပါတယ် guide ဒီဆရာဆရာမတွေခေါ်ချင်တယ်ဆိုလို့ရှိရင်လည်းလာရောက်ပြီးတော့မှတခိုင်းမြန်မာမှာဆက်သွယ်လို့ရပါတယ်